အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်စီကမွေးကက်တွေဘပီးတွေနဲ့အထူအားလုံးအောင်ဝက်ခံနိုင်ကြလို့တကယ်ကိုပဲဝမ်းသာပြီးတိဖြစ်ရပါတယ်ဗျဒီနေ့ညနေမှာလေးထိန်နဲ့လေးကိုလို့ပြီးလိုက်တာလေးတစ်ဆိုပြီးကတ်လွဲသွားလို့နည်းနည်းတော့နှမျောစရာကောင်းခဲ့ပြီမယ်မွေးကက်လာတောင်းတဲ့အားလုံးကတော့တော်တော်လေးကိုအမျက်ရကြတော့ပါပြီကျွန်တော်စီမှာနှလုံးလာထိုးတဲ့သူဆိုရင်မနေ့ရောညနေရောတန်းစီပြီးကိုပောက်ခဲ့ကြတာဗျကျွန်တော်ရဲ့ထုံးစံငွေပြီးကြတဲ့အတိုင်းပဲတန်းပေါက်တာနဲ့တန်းထုတ်ပါပဲပေါက်တာနဲ့တပြိုင်နက်တည်းငွေကိုချက်ချင်းလွှဲပေးလိုက်တာမလို့ကျွန်တော်နဲ့လက်တွဲတဲ့သူတွေစိတ်အေးရတာပေါ့အခုလေပေါက်တဲ့သူတွေအကုန်လုံးကိုငွေကြီးလွှဲပေးပြီးပါကြကဲဒီနေ့အောင်ဝဲကတော့ပြီးသွားပါပြီမနေ့ဖြန်အတွက်ဘူးသေးကြအောင်ပြင်ဆင်ထားပါလေမနေ့ဖြန်အတွက်အမာကြီးကတော့3ည5 4ပဲဖြစ်ပါလေဒီတိုင်းတော့လက်ဖက်ကြတော့ဗျာအားလုံးဝဲမနေ့ပြန်มาလဲထီးထက်မကအောင်ပွဲတွေထပ်တူရကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ပြု